Hola todos. Que dinero Spanish preposition တစ်ခုဖြစ်တဲ့ in weaver အကြောင်းလေ့လာရအောင် in weaver ကိုဘယ်လိုနေရာတွေမှာသုံးလဲဒီမှာကြည့်လိုက်အောင်အတွင်းမှာတို့စတဲ့အဓိပ္ပာယ်တွေမှာသုံးပါတယ်အင်္ဂလိပ်ဘာသာမှာဆိုရင် in on at into အဲ့ဒီသုံးလုံးတွေနဲ့ဆင်တူပါတယ်ကဲin weaver အသုံးတွေကိုကြည့်လိုက်အောင်ဥပမာလေးနဲ့နံပါတ်1ကနေရာကိုညွှန်ပြတဲ့နေရာမှာသုံးပါတယ်နေရာကိုညွှန်ပြတဲ့နေရာမှာသုံးတယ် estoy en casa estoy en casa ငါအိမ်မှာရှိနေတယ်ငါအိမ်မှာအဲ့လိုနေရာမှာသုံးပါတယ်နောက်နံပါတ်2ကအခြေအနေကိုဖော်ပြတဲ့နေရာမှာသုံးတယ်ဘယ်လိုအခြေအနေလဲ entra en la habitación entra en la habitación သူခန်းလေးဝင်တယ်သူခန်းလေးဝင်လာတယ်ဝင်တယ်အခြေအနေကိုဖော်ပြတဲ့နေရာမှာသုံးတယ်နံပါတ်3ကနီလန်းကိုဖော်ပြတဲ့နေရာမှာသုံးတယ်ဘယ်လိုနီလန်းနေလဲဆို hablamos en español hablamos en español ဆိုတော့ငါတို့စပိန်လိုပြောတယ်ငါတို့စပိန်လိုပြောတယ်နီလန်းတွေကိုဖော်ပြနေမှာလည်းသုံးတယ်ကဲဒီတော့ in weaver ရဲ့အသုံးပြုပုံလေးတွေကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အဆင်ပြေကြပါစေ ciao